ဟုံးလဲရလာပေးကြိုင်ဆွဲမှဥစွာပထမစားသုံးသူမိဘပြည်သူများအားမင်္ဂလာပါလို့နှုတ်ခွန်းဆက်သအပ်ပါတယ်။ယနေ့ဟုံးလဲရရဲ့ဟင်းလဲရဖြစ်တဲ့ကြက်တလုံးချက်ပဲပုတ်ချက်မုံငင်းပြူကျော်ကစွန်းမုံလာဦးချင်းရီဟုံးလေးရလာပေးကြိုင်ဆွဲအားဆက်သွယ်မှာယူလိုပါကဖုန်းနံပါတ်39 20 696တို့ဆက်သွယ်မှာယူနိုင်ပါတယ်။ဟုံးလေးရလာပေးကြိုင်ဆွဲအားပေးကြတဲ့စားသုံးသူမိဘပြည်သူပေါင်းကျမ်းမာချမ်းသာကြပါစေလို့ဟုံးလေးရလာပေးကြိုင်ဆွဲမှာဆုမွန်ကောင်းတောင်းအပ်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။